有他们啥没？မစားဘူးမစား完了你了， တူတော်တင်းနေရ 你哪是包的？把票上来了， ဟိုမှာမင်းစားလေတယ်တော့သောစားတော့ 啥没嘞？然后他们啥没来哪里？完了你， စားဘူးလို့ 你哪完了是包的了你啊？啊？ ဟာမင်းဆက်မှာလဲဟာဘာဖြစ်ချိုင်ပြောဘာလို့စပုံနေနေ မင်းတို့ပြောနေတယ်တနေ့ကုန်တနေ့ကငါ့ကိုသုံးလို့ဖြုံးလို့ဆိုပြီးပြောနေတာလေအမေကလည်းစောစောလေးတော့အခက်ထဲပို့တော့အမေကလည်းသုံးလို့ဖြုံးလို့အားကြီးတယ်တဲ့နင်းမြင်ကုန်ကတွေးတတ်တယ်တဲ့ဦးဆိုင်ရဲ့လည်းစူညာတဲ့တနေ့ကုန်တနေ့ကသုံးလို့ဖြုံးလို့ဆိုပြီးတော့လေ အပေါ်တက်နေရှူသေးဘူးနဲ့ရှူပြီးတော့ဆင်းလာတယ်မနေ့ကပဲအမှကြည့်လိုက်ဘာလို့အဲ့ဒါ orange ရောင်လေးတော့ဝယ်တယ်တော့ဝယ်ပေးလိုက်တယ်ပြီးတော့ဒီနေ့ပဲအမှကြည့်လိုက်သပင်တော့ဖြောက်တာကွာငါးသိန်းဦးလေးပေးလိုက်ပါတယ်2000လေးပြန်ပူလာတယ်ရော့တယ်2000ပူလာတာဟာလာလိုက်တဲ့ပါဆယ်တွေပြီးတနေ့လာလိုက်တဲ့ပါဆယ်တွေ ဓာကြီးကဘာကက်ဆူသွားသေးတယ်ဒီမှာနေနေရလေ ဘာပြောတော့ ပြန် ကြာ လာမှာတော့ကလေ အင်း လေပြောပြဘယ်လိုစူးသွားမှနားထောင်ကြည့်လေဖုန်းခေါ်ပြောလူကိုစူးသွားသေးတာဓာကြီးတို့အမကဘာပြောစားရှိသေးတယ်လို့ပြောတဲ့အချိန်တော့ဘာပြောရမှတ်တော့အမကပြောစရာလေးကတခုပဲရှိပါရဲ့တဲ့အမအသုံးဖြုံရမ်းမကြည့်ပါနဲ့လို့ပြောချင်ပါတယ် အေးကောင်းတယ် ဓာကြီးကလည်းစူးသွားသေးတယ်လူကိုလေလူကိုတနေ့ကုန်ပတ်စူးနေကြတာပဲလူမီး သူ့မှာပေါ့နေအောင် ဓာကြီးဓာကြီးကနေ့နေတော့အမကဘလို့စူးသွားတာတော့အမကဓာကြီးအမကဘာပြောစရာရှိသေးတယ်လို့ပြောဓာကြီးကဘလို့ပြောဓာကြီးကဘလို့ပြောတွေ့လားအဲ့မှာဂျာကြီးကလည်းစူးသွားတယ် ဟုတ်တယ်ဂျာကြီးကမှငါ့ဘက်ရှိသေးတယ်ဂျာကြီးကမှငါ့ဘက်ရှိသေးတယ် တွေ့လားအဲ့မှာဝိုင်းဆုံးမနေကြလူကိုဝိုင်းပြီးတော့ဆုံးမနေကြတယ်တို့ဆရာကလည်းအမကိုဘာသာ3လုံးနဲ့ဒီမှာစူးနေတဲ့နေ့ကုန် တနေ့လာလိုက်တဲ့ပါစေတယ် တွေ့လားအမဂျာကြီးကလည်းအမားတဲ့ဂျာကြီးတို့အလုပ်ကိစ္စပြောပြီးဘာဘောစာရှိသေးရောလို့ပြောတော့အမားတဲ့ပြောချင်တာကလည်းပတ်စံကိုအသုံးဖြုံရမကြည့်ဘူးပြောချင်ပါတယ်တဲ့အမေကြီးတို့ပြောတာကပတ်စံကဒီကိုဒီကအဲ့အကုန်လုံးစူးနေရအစင်ပြေးမနေဘူးဂျာကြီး စီမမောနေအောင်နေကြီးဟုတ်တယ်ပြောနည်းနည်းပြောကြလိုက်တယ်မင်းဂျာကြီးနည်းနည်းပြောကြလိုက်တယ် တို့ဆရာနဲ့အတန်ကြားတော့တို့ဆရာတပည့်နဲ့ကကင်းကြီးရဲ့ငါပြောတော့ဒါပဲဖုန်းချလိုက်တော့မယ်ဟမ်တွေ့လားအဲ့မှာဂျာကြီးကလည်းစူးဒီနေ့တော့ဒီဂျာကြီးကလည်းစူရခံရတယ်နော်ယောက်ျားလောက်တဲ့လူကစူရခံရတယ်အမေကလည်းစူရမျက်နှာမြုံနဲ့တွေးတယ်လို့တဲ့အမေကဆိုဟုတ်ဆိုအပေါက်ကလေးဗဖျားကတော့ပေါက်ကလေးဘတ်ဆိုတော့မလာခဲ့တယ်မလာခဲ့ဟဲ့ဘာဖြစ်လို့ဆိုမျက်နှာနဲ့ငါတွေးတယ်လို့တဲ့ဗီဒီယိုကြီးပိတ်လိုက်စမ်းပါဗဒီတိုင်းယူရနဲ့ပြောလို့မရဘူးလားလို့အဲ့ဗီဒီယိုကြီးကဘာပြီးတင်းအောင်မှမလားသိတယ် ဒီမှာဟာကိုဒီအရင်လား တင်ပါတယ် မနေ့တော့တင်ဖို့စီစဉ်တော့မရှိဘူးဒါပေမဲ့တင်လိုက်ပါလေကိုကကျွတ်နေပါလေငါ့မှာစပယ်တော့ဖြောက်တာလာတော်လာပြကြစပယ်အရှိပြကြမှာအေးဖြစ်ချင်တဲ့ဆန္ဒပြည့်သွားရင်မလား ဟုတ်တယ်